ခုလိုမျိုးပေါ့နော်ခက်ပြင်းပြင်းသုံးနေတယ်ဆိုရင်အတွင်းထဲမှာထည့်ထားတဲ့ကျွန်တော်တို့ဒီ speaker ရဲ့ CD ပေါ့နော် speaker ရဲ့ CD speaker ရဲ့ coin size ဒီ coin size ရဲ့ coin ကျိုးခဲ့ရဲ့ပေါ့မူတည်ပြီးတော့ကွာသွားသေးတာပေါ့နော်ဒါဆိုရင်ကျွန်တော်အတွင်းထဲကထည့်ထားတာကcoin size 4လက်မပေါ့နော် coin size 4လက်မအနည်းဆုံးသူ့ရဲ့ကျိုးခဲ့ကတော့20ခွန်ကျော်မယ်ကျိုးခဲ့အတုံးနဲ့ပေါ့အပေါ်မှာဆိုရင်သူ့ရဲ့ဒီ၄ပေါက်ပေါ့နော်၄ပေါက်က10ပေါက်ဘေးမှာ10ပေါက်စုစုပေါင်း4ပေါက်ဒါ16ပေါက်ပါမယ်အရွက်ကရေစိမ်ငန်းရေဆိုငန်းအရွက်ဝက်3000ပေါ့နော်ကျွန်တော်ဒီတခုပြောချင်တာကဒီ speaker ဝက်ကြီးတိုင်းလည်းမကောင်းဘူးပေါ့နော်ဝက်ကြီးတိုင်းအတန်လုံးအပြည့်ထွက်မယ်လို့ကျွန်တော်ဒီတထစ်ချပြောလို့မရဘူးပေါ့အဓိကဒီအရေးကြီးတာက power ပေါ့နော်ဒီ amplifier ကကျွန်တော်တို့ကဒီ speaker ဝက်ထွက်တဲ့အနည်းဆုံး 20% 30% လောက်မိုးထားရင်ပို့ပြီးတော့ကောင်းတာပေါ့50% လောက်မိုးထားတယ်ဆိုရင်တော့အကောင်းဆုံးပေါ့ဒါပေမဲ့လက်မထိန်နိုင်ဘူးဆိုရင်တော့ speaker အတွက်တော့အနေများတာပေါ့ဒါဆိုရင် speaker ကဝက်3000ဝက်တော့ကြီးတယ်နောက်က power မတွန်းနိုင်ဘူးဆိုရင်အလကားပဲ coin size ကကျိုးခဲ့အတုံနေဆိုတော့ဒီကောင်ကအောက်ကကျွန်တော်တို့ဒီ low သီးသန့်ပေးတာပေါ့နော် low သီးသန့်ပေးထားတယ်အပေါ်က mid height အတွက်ကကျွန်တော်တို့ကဒီကိုသုံးမဲ့နေရာဒေသပေါ်မူတည်ပြီးတော့ mid height ကတော့ကွာသွားတာပေါ့နော် line တွေသုံးမလားအဖွင့် line ဆိုရင်ကျွန်တော်ဒီ215သုံးမလားပေါ့နော်ကိုကဒီတရားပွဲတွေဘာတွေရောဘက်စုံညီတူညီများသုံးနေတယ်ဆိုရင်တော့ကျွန်တော်ဒီ115ပေါ့အဖွင့် line ရောကျွန်တော်ဒီဟော်ရေးပြောရေး line ရောနှစ်ခုလုံးဘက်စုံသုံးလို့ရမယ်အတန်လုံးပို့ပြီးတော့ပြသားသွားခြင်းနဲ့ဆိုရင်တော့ကျွန်တော်112ပေါ့အခုကတော့ဒါစူပါတာကိုဝက်3000နဲ့218ပေါ့net တွေပါတွေကလည်းကျွန်တော်ဒီရိုးရိုးသွားလို့မရဘူးအဲကီးနဲ့သွားပေးထားတယ် coin size 4လက်မှကျိုးကိအတုပ်ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီရှေ့က power လဲဝက်သေးနေပြီဆိုရင် speaker ကြီးကြည့်လဲအလကားပဲအဲ့တော့ကျွန်တော်တို့ဒီစပြီးတော့ဆင်းမဲ့ဆိုရင် speaker ဝက်ထွက်နဲ့ဒါဆိုရင်8 ohm ဝက်3000ပေါ့နော် speaker ဝက်ထွက်နဲ့ amplifier ဝက်ထွက်ကိုကျွန်တော်တို့ကချိန်ပြီးမှပဲသုံးတာပို့ပြီးတော့ကောင်းတယ်ပေါ့နော်